အားလုံးပဲမင်္ဂလာပါเนาะဖွင့်နေရတာဖွင့်နေရောဖွင့်နေတနင်္လာနေ့ရောအင်္ဂါနေ့ရောနေ့ရောအောင်ဝိုက်ပေါ့เนาะမျိုးတွေကျွန်တော်ဘက်ကတန်းနိုင်ဆုံးကြိုးစားပေးခဲ့ပြီเนาะမျိုးတို့ဘက်ကလည်းရုံကြီးကြီးနဲ့ဆက်ပြီးတော့လာပဲဝါကြပါတော့เนาะအားတော့ဘယ်လိုပြောမလဲဆိုတော့နေရဆိုလို့ရှိရင်လေဘုံကျော်ပတ်သီး3ညတစ်လုံးကိုမနက်ပိုင်းနေထွက်ပါတယ်385ကီကိုညနေပိုင်းကျတော့3လုံးကြည့်တယ်เนาะဒီနေ့ကျတော့ဒါ381ချိန်ကို496နဲ့496ကီနဲ့ကတ်ခိုင်းလိုက်တယ်เนาะအဲ့တော့98တဲကြတယ်เนาะအဲ့တော့အောင်ရလာမျိုးတို့ကြီးကျွန်တော်ဘက်ကတော့တက်နိုင်သလောက်ကူညီပေးထားတယ်เนาะမျိုးတို့ဘက်ကတော့ကျွန်တော်ပြန်ပြီးကူညီတဲ့အနေနဲ့လက်မလေးနှိပ်ပေးခဲ့ subscribe လေးနှိပ်ပေးခဲ့ကြပါเนาะနောက်ကျွန်တော်တင်လို့ရှိရင်လည်းအကုန်လုံးရစေခြင်းလို့ပေါ့เนาะရစေခြင်းနဲ့စေတနာနဲ့ပါဆိုတော့ကီး1ချိန်နဲ့ညှိသွားတဲ့အတွက်ဝမ်းသာပါတယ်เนาะမျိုးတို့ရကြလားကြကြရင် comment လေးမှာရေးပေးခဲ့ကြပါနောက်တင်လို့ရှိရင်လည်းအားရှိအောင်လို့ပါเนาะအဲ့တော့ဆိုတော့ကတပတ်စာတစ်တလုံးပေးထားတယ်เนาะတပတ်စာပတ်တိတစ်တလုံးပေးထားတယ်အားလေးကိုတော့စာတို့လေးပတ်ကြပါเนาะဒီညနေကီး1ချိန်ကတော့နောက်မနက်ကပေးတဲ့ကီး1ချိန်ပါပဲမနက်ကပေးတဲ့381ချိန်နဲ့946ကီးကိုပဲညနေဆက်ကစားပါเนาะအောင်တဲ့လူတွေရှိလို့ရှိရင် comment လေးရေးသွားခဲ့ကြပါเนาะကျွန်တော်လည်းကြိုးစားရှာဖွေရကြနောက်ပေါ့เนาะကဲကိုညီကိုမောင်နှမတွေရှုံးမြတဲ့လူတွေเนาะနှလုံးထိုးလို့အဆင်မပြေတဲ့လူတွေ subscribe လေးလုပ်ကြပါလက်မလေးနှိပ်ကြပါเนาะကျွန်တော်နောက်တင်လို့ရှိရင်လည်းအကုန်လုံးရှီရအောင်လို့ပေါ့เนาะတော့လည်းအလုံးမအားတဲ့ကြားထဲကအလုံးတစ်ဖက်နဲ့အလုံးအားမလုံးမအားတဲ့ကြားထဲကเนาะတင်ပေးရတာပါအကုန်လုံးရစေခြင်းလို့ပါเนาะတော့တကယ်ကျွန်တော်နဲ့လက်တွဲပြီးတော့လှုပ်ချင်ပါတယ်ဆိုတဲ့လူတွေကျွန်တော်နဲ့ကြည်ရှိလက်တွဲပြီးလှုပ်ချင်တဲ့လူတွေကျွန်တော်ကိုယုံကြည်ပါတယ်ဆိုတဲ့လူတွေလာခဲ့ကြပါเนาะကျွန်တော်အတက်နိုင်ဆုံးဖူးမကျော်ပတ်သီးဇာတို့ပတ်သီးတစ်လုံးကျွန်တော်အမြဲတမ်းချပေးသွားပါမယ်เนาะပတ်တိုင်းเนาะတကယ်လို့ဖူးမကျော်ပတ်သီးကအောင်သွားခဲ့ပြီလို့ရှိရင်တခါထပ်ပြီးတော့တပတ်လုံးအတွက်တပတ်စာပတ်တိတစ်လုံးချပေးပါမယ်เนาะကီး1ချိန်လေးတွေကတော့နေတိုက်1ချိန်လေးနေတိုက်ကီးလေးတွေကိုကျွန်တော်ဆက်ပြီးတင်သွားပေးပါမယ်เนาะအဲ့တော့အားလုံးကျေးဇူးတင်ပါတယ်ဒီညနေအတွက်ကြတော့မနက်ကပေးခဲ့တဲ့1ချိန်နဲ့ကီးစုံတွေကိုဆက်ပြီးတော့တွဲပါเนาะ23ရက်6လ2026နောက်ပိုင်းလဲကီး1ချိန်နဲ့အထီကီးနဲ့ထီ1ချိန်နဲ့အောင်သွားခဲ့ပြီเนาะအခုတော့အဲ့တော့ဒီညနေလေးကိုဘယ်လိုပြောမလဲဒီညနေလေးကိုနည်းနည်းလေးရှော့ပြီးတော့ကြော်သဘောလောက်ပဲဆော့ကြပါเนาะအဲ့ဒါပြောချင်ပါတယ်နောက်နေ့ကြောက်ရှင်ကျွန်တော်ဆက်ပြီးတင်ပေးပါမယ်ကျွန်တော်ရဲ့ channel လေးကိုအမြဲတမ်းတွေ့အောင် subscribe နှိပ်ပါဒါမှလည်းကျွန်တော်ဗာတင်နေကိုရိုမာယူရောက်ပါပါရောက်တော့မှပဲကိုရိုမာတို့နဲ့ကျွန်တော်တင်ပေးတဲ့ကဏ္ဍနဲ့ကိုရိုမာတို့ရောက်လို့ရှိရင်ကိုရိုမာကိုကြိုက်တဲ့ကဏ္ဍလေးနဲ့ကျွန်တော်ကဏ္ဍကိုတွဲပြီးတော့လည်းကစားနိုင်ပါတယ်เนาะယုံကြည်နဲ့ကစားနိုင်ပါတယ်เนาะ
နောက်နေ့လည်းကျွန်တော်ဆက်ပြီးတော့ရှာဖွေပြီးတင်ပေးသွားပါမယ်အားလုံးကျေးဇူးတင်ပါတယ်ဗျာနော်အားလုံးမျိုးတွေကိုယ်စိတ်နဲ့ကျမ်းမာပါစေချမ်းသာပါစေနော်ဘယ်ဆန္ဒပြုကြပါစေစိတ်နဲ့လူနဲ့ကိုယ်နဲ့တသားတဲ့ရှောက်လန်းနိုင်ကြပါစေ